ကမ္ဘာမြေပေါ်မှာတစ်စက္ကန့်အတွင်းဘာတွေဖြစ်ပျက်နေတယ်လဲစက္ကန့်တိုင်းမှာကလေးငယ်၄ဦးဝန်းကျင်ဖွားမြင်နေပါတယ်အဲ့ဒီထဲက2ဦးကအာရှ1ဦးကအာဖရိကနဲ့နောက်ထပ်2ဦးကတော့တောင်အမေရိကမှာဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်အဲ့ဒီအလားတူစက္ကန့်ပိုင်းအတွင်းမှာပဲလူ2ဦးခန့်အသက်ဆုံးရှုံးနေရပါတယ်စက္ကန့်တိုင်းမှာ email တန်းလေးဆက်စာတို့3တန်းနဲ့ Twitter စာစတန်း tweets ပေါင်း1000ခန့်ပေးပို့နေကြပြီးGoogle တခုတည်းတင်စက္ကန့်တိုင်းမှာရှာဖွေမှုပေါင်း3သိန်းကျော်ကိုဖြည့်ရှင်းပေးနေပါတယ်လူတွေဟာကော်ဖီခွက်ပေါင်း23တူညကိုတောက်သုံးနေကြပြီးကိုကာကိုလာဘူးပေါင်း25တူညကိုဖွင့်လှစ်နေကြကဘီယာပေါင်း7နဲ့တူညကိုမော့တောက်နေပြီးပီဇာချက်ပေါင်း400ခန့်ကိုစားနေကြပါတယ်ကဘာမြေကိုလျှက်စီးအချက်ပေါင်း100ခန့်လာရောက်ရိုက်ခတ်နေပါတယ်တစ်ချိန်တည်းမှာပဲအလင်းဟာကဘာကျိုးတစ်ခုလုံးကိုခုနှစ်ပတ်နိုင်ပြီးကဘာကြီးကိုယ်တိုင်ကလည်းနေကိုပတ်ပြီးစက္ကန့်တိုင်းမှာ30ကီလိုမီတာနီးပါးရွေ့ရနေပါတယ်နေရာတစ်ခုခုမှာတော့ငလင်တစ်ချိန်လှုပ်ခတ်မှုမှတ်တမ်းဝင်နေပြီးကဘာတနေရာမှာမော်တော်ကားတိုက်မှု2ကြိမ်ဖြစ်ပွားနေပါတယ်လူသားတွေဟာရေနံစီပေါင်း10နှစ်စီကိုလောင်ကျွမ်းပစ်နေပြီးလေထုထဲကိုကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန်10တန်ခန့်ထုတ်လွှတ်နေပါတယ်Costco ကဟော့တော့6ခုရောင်းချရပြီး Elon Musk ကတော့$3ခန့်ဝင်ငွေတိုးပွားနေက Amazon နဲ့ Walmart တို့ကတော့စုစုပေါင်း$15ခန့်ရှာဖွေနေကြပါတယ်